ဒီဖုတ်ကောင်ဟာဂျူလီဆိုတဲ့မိန်းကလေးကိုပထမဆုံးမြင်ချင်းချစ်မိသွားခဲ့ပါတယ်သူကဂျူလီစီကိုဖြည်းဖြည်းချင်းလျှောက်သွားပေမဲ့ဂျူလီကအရန်ကြောက်လန့်နေခဲ့တာကြောင့်သူ့ရင်ဘတ်ကိုဓာတ်နဲ့ထိုးလိုက်ပါတယ်ဒါပေမဲ့ဖုတ်ကောင်ကသူမကိုအနေနဲ့မပြုတ်ကျင်ခဲ့ပါဘူးအဲ့ဒါကြောင့်သူ့ရဲ့သွေးကိုဂျူလီရဲ့မျက်နှာပေါ်လိမ့်ပေးလိုက်ပြီးတခြားဖုတ်ကောင်တွေမရိပ်မိအောင်သူ့နတ်နဲ့ဖုံးကွယ်ပေးလိုက်ပါတယ်အဲ့ဒီနောက်ဖုတ်ကောင်ကဂျူလီကိုပြတ်ကျနေတဲ့လေရင်ဟောင်းတစ်စင်းထဲကသူ့ရဲ့ဘုံခိုရာနေရာစီခေါ်သွားခဲ့ပါတယ်ဂျူလီကတော့ကြောက်လမ်းမှုတွေနဲ့ထောင်းတနေရာမှာတိတ်တိတ်လေးထိုင်နေခဲ့ပါတယ်ဖုတ်ကောင်ကသူမစိတ်သက်သာအောင်စူးစမ်းခဲ့ပြီးစောင်းတစ်ထည်ယူပေးတယ်လို့တပြားဆက်ကိုပါဖွင့်ပေးခဲ့ပါတယ်ခဏအကြာမှာဂျူလီကဗိုက်စာလာပြီးအစားအစာတောင်းလိုက်ပါတယ်ဖုတ်ကောင်ကအစာရှာဖို့ထွက်သွားပေမဲ့သူထွက်သွားတာနဲ့ဂျူလီကလွတ်မြောက်ဖို့စူးစမ်းခဲ့ပါတယ်ဒါပေမဲ့တခြားဖုတ်ကောင်တွေကသူမရဲ့အနံ့ကိုရပြီးဝိုင်းလာကြပါတယ်အနေရကြားထဲမှာပဲဖုတ်ကောင်ကပြန်ရောက်လာပြီးဂျူလီကိုကယ်တင်ခဲ့ပါတယ်သူမကိုတခြားဖုတ်ကောင်တွေမသိအောင်သူ့နန်းထက်လိမ့်ပေးခဲ့တယ်လို့ဖုတ်ကောင်တယောက်လိုလမ်းလျှောက်နီးကိုပါတင်ပေးခဲ့ပါတယ်အဲ့ဒီနောက်သူတို့နှစ်ယောက်လေရင်ထဲကိုပြန်လာကြပြီးဖုတ်ကောင်ကဂျူလီကိုအစားအစာကျွေးခဲ့ပါတယ်အချိန်တွေကြာလာတာနဲ့အမျှဂျူလီရဲ့ကြောက်ရွံ့မှုတွေပျောက်ကွယ်လာပြီးသူတို့နှစ်ယောက်ကြားမှာခင်မင်မှုတစ်ခုတဖြည်းဖြည်းပေါ်ပေါက်လာခဲ့ပါတယ်သူတို့ဟာလေစိတ်ထဲမှာအတူတူချိန်ကုန်ဆုံးခဲ့ကြတယ်တပြားနားထောင်နဲ့နေကမျက်မှန်တက်တဲ့ဓာတ်ပုံတွေရိုက်တဲ့ဂျူလီအတွက်တော့ဖုတ်ကောင်ကကြောက်စရာမကောင်းတော့ဘယ်နှွေးထွေးတဲ့သူငယ်ချင်းတယောက်ဖြစ်လာခဲ့ပါတယ်ဒီနေ့မှာဂျူလီအပြင်ထွက်သွားတဲ့အချိန်ဖုတ်ကောင်ကျန်းတွေကသူမကိုဝိုင်းထားကြပါတယ်ဖုတ်ကောင်ကအသက်ဆုံးပြီးသူမကိုကယ်တင်ခဲ့ပါတယ်ဒါပေမဲ့မကြခင်မှာဘိုနီလို့ခေါ်တဲ့အန်ရရှိဆုံးဖုတ်ကောင်တွေရောက်လာကြပါတယ်သူတို့နှစ်ယောက်အသေးအတန်ထွက်ပြေးခဲ့ရပြီးအန်ရမျိုးစုံကိုရင်ဆိုင်ခဲ့ရပါတယ်အဲ့ဒီအချိန်မှာထူးဆန်းတဲ့အရာတစ်ခုဖြစ်ပေါ်လာပါတယ်ဂျူလီနဲ့နီးကပ်လာလေးဖုတ်ကောင်ရဲ့နှလုံးသားကပြန်လဲလှုပ်ရှားလာလေးဖြစ်လာပါတယ်သူ့ရဲ့ခံစားချက်တွေပြန်ပေါ်လာပြီးလူသားဆန်တဲ့အပြုအမူတွေတဖြည်းဖြည်းပြန်ရလာခဲ့ပါတယ်ဒါပေမဲ့လူသားစစ်တပ်ကသူတို့ကိုရှာတွေ့သွားပြီးဖုတ်ကောင်ကိုပစ်ခတ်လိုက်ပါတယ်ဂျူလီကသူ့ကိုမစွန့်ပစ်ပဲကယ်တင်ဖို့စူးစမ်းခဲ့ပါတယ်သူမရဲ့မေတ္တာနဲ့ဖုတ်ကောင်ရဲ့ချစ်ချင်းမေတ္တာကြောင့်သူ့ခန္ဓာကိုယ်ထဲမှာပြောင်းလဲမှုတွေဖြစ်ပေါ်လာခဲ့ပါတယ်နောက်ဆုံးမှာတော့သူဟာဖုတ်ကောင်ဘဝကနေလွတ်မြောက်ပြီးလူသားတစ်ယောက်အဖြစ်ပြန်လဲတက်ဝင်လာခဲ့ပါတယ်ဂျူလီကိုချစ်တဲ့စိတ်ကသူ့ကိုပြန်လဲရှင်းတန်းစေခဲ့ပြီးလူသားတွေနဲ့ဖုတ်ကောင်တွေကြားကနိုင်ရန်ကိုဟာပြိုကွဲစေခဲ့ပါတယ်